အားလုံးမင်္ဂလာပါကျွန်တော်တို့ဘေးလက္ခဏာဟောတဲ့အခုကျော်စုတင်ပြပါတယ်ကျွန်တော်အခုဖော်ပြမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတို့လက်ဖွားပြင်ကိုကြည့်ပါမိတ်ဆွေတို့လက်ဖွားပြင်စီကအသက်လမ်းကြောင်းကိုနော်တောက်ကြကြုံငါထွက်လာတဲ့နော်တောက်ကလမ်းကြောင်းတွေကဖတ်တန်းနေပါကဒါဘာအကြောင်းအရာကိုပြောလဲဆိုရှင်ဆွေမျိုးသားချင်းတွေရဲ့နှုတ်ချက်ဖြည့်ဆည်းခြင်းကိုခံရတတ်တယ်။အဲ့လိုလမ်းကြောင်းများစွာကအဲ့အသက်လမ်းကြောင်းကိုဖြတ်သန်းနေရဆိုတာကနော်အာရုံကြောနဲ့ပတ်သက်တဲ့စိတ်ခံစားမှုတွေရှိတတ်ပြီးတော့စိုးရင်ပူပန်မှုလွန်ခဲ့တဲ့သဘောတော်ကိုဖော်ပြပါတယ်ဗျာနော်။အဲ့လိုတောက်ကြကြုံဘက်စီကထွက်လာတဲ့လမ်းကြောင်းတွေကအသက်လမ်းကြောင်းအပြင်နော်ကံလမ်းကြောင်းမှာဖြတ်တန်းနေပါကငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာကြီးကြုံတတ်တယ်နော်အဲ့ဒီအသက်ပန်းရှားတွင်မှာအလုတ်ကိုင်းနဲ့ပတ်သက်ရတော့၎င်းသုံးဖို့စီးပွားရေးနဲ့ပတ်သက်ရ၎င်းစိတ်ကြီးရစိတ်ရှုစရာကြီးဖြစ်ရတတ်တယ်နော်ဆုံးရှုံးနေတာမှုထိခိုက်မှုတွေဖြစ်တတ်တယ်ကြုံတတ်တယ်ကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေကိုချိုးပါခေါင်းသားမိတ်ဆွေများလည်းကိုယ်စင်းဒီပြချမ်းမှချမ်းသာရှိရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးနဲ့တမှုရှိပါက like and share ပြုလုပ်ပေးရပါကျွန်တော်ရဲ့အကောင့်လည်း follow လုပ်သွားပေးရပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေကိုချိုးပါတယ်ကျွန်တော်ဘေးလက္ခဏာဟောဦးကျော်စိုးလည်းဖြစ်ပါတယ်ကျွန်တော်ဒီဘေးလက္ခဏာမြင်ဆက်သက်လို့ကဖုန်းနံပါတ်ခေါင်းကောင်းလေးတယောက်ခုလုံးရှိသူဆက်သွယ်လို့လည်းကောကျွန်တော်ရဲ့အကောင့် Messenger မှာဆင်ပြေဆက်သွယ်လို့ကောဘေးလက္ခဏာမြင်စုံစမ်းလို့ရပါတယ်ကြည့်ရှုပြီးတဲ့တူချင်းတိုင်းတယောက်ချင်းတိုင်းလည်းကျေးဇူးဥပကာအထူးလက်တင်ရှိရပါတယ်ခင်ဗျာကိုယ်တိုင်မိတ်ဆွေများလည်းကိုယ်စိတ်များကျမ်းမာချမ်းသာရှိရပါစေကောင်းကျိုးလိုရပြည့်စုံကြပါစေခင်ဗျာ